မင်္ဂလာပါ Red Manchester Channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာပြောမှာကတော့ Kobe Mino အကြောင်းပါKobe Mino အကြောင်းဆိုပေမဲ့ Mino အကြောင်းကိုပြောဖို့တွေးကြည့်တဲ့အခါမှာခြံထားလို့မရတဲ့ကလပ်တင်းရဲ့ Academy အကြောင်းတွေရောစိတ်ထဲမှာကလပ်တင်းနဲ့ပတ်သက်ပြီးပေါ်လာတဲ့ကိစ္စတွေရောပြောစရာကတော်တော်ကိုများပါတယ်ဒီအတွက်ကြောင့်ဒါပုံမှန်ထက်တော့ဗီဒီယိုကအနည်းငယ်ပို့ပြီးတော့ရှည်သွားနိုင်တယ်သို့ပေမဲ့လည်းအတက်နိုင်ဆုံးနဲ့ဒီအတိုးဆုံးဖြစ်အောင်ကျွန်တော်ပြောကြည့်ပေးပါမယ်Kobe Mino ကဒါ2022ခုနှစ်မှာဒီလူငယ်အသင်းနဲ့အတူ FA ဖလားမှာဘိုးဆွဲတယ်ဒီ FA ဖလားရဲ့အကောင်းဆုံးကစားသမားစုကိုလည်းသူရခဲ့တယ်အဲ့ဒီနှစ်မှာပဲဒီ United Academy ကပေးတဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားစုကိုလည်းသူရခဲ့တယ်ဒီ23ရာသီမှာပဲဒါကလပ်အသင်းကြီးကိုခေါ်ယူတာခံခဲ့ရတယ်ဒါပေမဲ့လည်းဒီကလပ်အသင်းကြီးမှာဒီလောက်ထိသူပွဲကစားခွင့်မရခဲ့ဘူးဒီနောက်ဒီသူ့ရဲ့ United အသင်းမှာအကောင်းဆုံးရာသီတစ်ခုဖြစ်လာမဲ့ဒီ23-24ရာသီကိုသူရောက်လာတယ်ဒီရာသီမှာတော့သူတော်တော်လေးကိုကလပ်အသင်းနဲ့အတူလုပ်ပြနိုင်ခဲ့တာတွေအများကြီးရှိတယ်အသင်းပရိသတ်တွေကလည်းဒါမိုင်းနိုးရဲ့လို့စပြီးတော့ဘယ်လိုပြောမလဲဗျာသိလာတယ်ဆိုတာထက်အသင်းပရိသတ်တွေရဲ့ရင်ထဲကိုရောက်လာတယ်လို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်အဓိကကတော့ဒီပြီးခဲ့တဲ့ဒီ24မှာ FA Final မှာ Manchester City လို့အသင်းမျိုးကိုဒါအနိုင်ကိုသွင်းပြီးတော့ဖလားယူပေးခဲ့တယ်ဒီအခိုက်အတန့်တွေက Kobe Mino စီကနေကျွန်တော်တို့ပြည်သက်တွေရခဲ့တဲ့အရာတွေပဲဒီအရာတွေနဲ့တူညီတဲ့တုံ့ပြန်မှုကိုလည်းပြည်သက်တွေစီကမြစ်တာတရားတွေကိုသူရခဲ့တယ်လို့ပြောရင်လည်းမမှားဘူးဗျာဒါပေမဲ့ဒီနောက်ထပ်ဒီ24-25ရာသီမှာတော့ဒီနီးပြအပြောင်းအလဲနဲ့အတူပဲဒီအမိုရင်ရောက်လာတယ်အမိုရင်စပြီးရောက်တဲ့အချိန်ကနေစပြီးတော့အခုချိန်ထိအသင်းမှာအဓိကကစားသမားအဖြစ်မိုင်းလုံးကိုကျွန်တော်တို့တွေ့ခွင့်မရတော့ဘူးဒီရန်ခါသူကစားတာမျိုးတွေ့ရပြင်မဲ့လည်းအဓိကကစားသမားတစ်ယောက်အနေနဲ့မဟုတ်ဘဲနဲ့လူစားဝင်ကစားသမားတစ်ယောက်ပုံစံမျိုးနဲ့ပဲကျွန်တော်တို့မြင်တွေ့ရတယ်ကျွန်တော်ကလပ်အသင်းရဲ့ Academy တမိုင်းကျောင်းကိုပြန်ကြည့်မယ်ဆိုရင်1950ခုနှစ်လောက်ကဒီ Bobby Charlton လက်ထက်ကနေစပြီးတော့ United Prime Time လို့ခေါ်တဲ့ကာလတွေမှာလည်းဒီ Bosco တို့ Gary Neville တို့ David Beckham တို့ဒီလိုကစားသမားမျိုးတွေကိုကလပ်အသင်းရဲ့ Academy ကနေပဲမွေးထုတ်ပြီးတော့အသင်းကြီးမှာအဓိကကစားသမားတွေအဖြစ်စက်တိုက်ဆိုသလိုကျွန်တော်တို့မြင်တွေ့ခွင့်ရခဲ့တယ်ဒီ Prime Time ကာလတွေကုန်သွားပြန်တော့လဲကျွန်တော်တို့ဒါ Marcus Rashford ကိုကျွန်တော်တို့အသင်းမှာအဓိက Academy ကစားသမားအဖြစ်နှစ်ပေါင်းများစွာဆက်ပြီးတော့မြင်တွေ့ခွင့်ရခဲ့တယ်။ Rashford ကကျွန်တော်တို့ United ပရိသတ်တွေရဲ့နှလုံးသားထဲမှာနေရာတစ်ခုယူနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်လို့ပြောရင်မမှားဘူးပရိသတ်တွေကဒီ Prime Time ကာလတွေကုန်သွားတဲ့အခါမျိုးမှာ Rashford လုံနိုင်တာထက်ပိုပြီးတော့မျှော်လင့်ခဲ့ကြတယ်။ကစားသမားဖြစ်သူကလည်းပရိသတ်တွေမျှော်လင့်ထားသလိုမလုပ်ပြနိုင်ခဲ့ဘူး။သူကိုယ်တိုင်လည်းပြင်းတယ်ဒီအတွက်ကြောင့်ပဲဒီအသင်းမှာတဖြည်းဖြည်းနဲ့နေရာပျောက်သွားခဲ့တယ်အဓိကသူအသင်းမှာနေရာပျောက်သွားတာကပြင်းတယ်ဆိုတဲ့အချက်လဲပါတယ်လို့ပြောနောက်တစ်ခုအရေးကြီးတဲ့အချက်ကတော့ဒီအသင်းမှာနီးပြအပြောင်းလဲတွေခဏဖြစ်တာဒါကလည်းသူ့ရဲ့ကစားသမားဘဝကိုအောင်မြင်တဲ့လောက်မောင်မြင်ခဲ့တဲ့သူဖြစ်စေခဲ့တဲ့အချက်တွေတဲကအဓိကအချက်တစ်ချက်လို့ပြောရင်လည်းမှန်မယ်ထင်တယ်ဒီ Rashford ခင်မကုန်ခင်မှာပဲကျွန်တော်တို့ဒါနောက်တစ်ယောက်ကို Academy ကနေမွေးထုတ်ပေးနိုင်ခဲ့တယ်ဒါကတော့ Mason Greenwood ကိုကျွန်တော်တို့အသင်းပရိသတ်တွေကတော်တော်လေးသဘောကျခဲ့တယ်အသင်းမှာကာလအကြာကြီးရှိခဲ့တဲ့ကစားသမားမဟုတ်ဘူးဆိုပေမဲ့ပရိသတ်အများစုရဲ့ရင်ထဲမှာတော့ Greenwood ဆိုတဲ့နာမည်တစ်လုံးကဆွဆွမြဲမြဲရှိနေခဲ့မဲ့ကစားသမားဖြစ်တယ်လို့တော့ကျွန်တော်ခန်းစားရတယ်ကျွန်တော်အတွက်ကတော့ Greenwood ကိုကလပ်အသင်းကဆုံးရှုံးလိုက်ရတာကတကယ်ကိုနစ်နာတဲ့ဆုံးရှုံးမှုကြီးတစ်ခုလို့အခုချိန်ထိဒါခန်းစားနေရသေးပဲလူတိုင်းမှာကအားနည်းချက်တွေကိုဒီရှိကြတယ်ဗျာလူတစ်ယောက်နဲ့တစ်ယောက်ကပုံစံချင်းတော့မတူဘူးဒီလူတစ်ယောက်ရဲ့အားနည်းချက်ကသူ့အတွက်ပဲသူထိခိုက်စေတာလားဒါမှမဟုတ်ရင်တမန်အတွက်ထိခိုက်စေတာလားဆိုတော့ဒီအချက်တွေတော့ရှိတယ်ဥပမာအဖြစ်ဗျာကျွန်တော်ဆိုရင်ကွန်ဆာတာကောင်းလားဆိုတော့မကောင်းဘူးကျွန်တော်ကိုယ်တိုင်လည်းသိတယ်ဒါပေမဲ့သိတဲ့အတိုင်းပဲကျွန်တော်တို့မြန်မာရဲ့ဒီမှာယောက်ျားလေးတစ်ယောက်ဆိုရင်ဒီအတောက်စားရှိလားအတောက်စားမရှိရင်မင်းကယောက်ျားမဟုတ်ဘူးဆိုတော့ပုံစံမျိုးအသုံးလုံးနေအောင်ကျွန်တော်တို့တွေ့ရတယ်ဗျာဒါကတကယ်ကိုလွဲမှားတဲ့ဒီပတ်ဝန်းကျင်ကနေဆင်းသက်လာတဲ့စကားလုံးတစ်ခုတိုးတော်လဲဒီစကားလုံးတစ်ခုကိုမှားနေမှန်းသိရတဲ့ကျွန်တော်ကိုယ်တိုင်လည်းမလွန်ဆန်နိုင်ဘူးကျွန်တော်ကဒီဆက်လိမ့်မတော့ဘူး
အရက်မတောက်ဘူးအပေါင်းအသင်းတွေနဲ့ဘီယာတောက်တာမျိုးလည်းကျွန်တော်မရှိဘူးအဲ့ဒီတော့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ဒီကွန်ဆာပြလိုက်တယ်ငါယောက်ျားငါကွန်ဆာတယ်ဒီလိုပုံစံမျိုးကျွန်တော်စိတ်ထဲမှာဒီလူငယ်ဘဝမှာဆွဲသွားတယ်ပေါ့နော်အခုချိန်ထိလည်းဒီကွန်းကိုဆွဆွမြဲမြဲစားနေတော့မယ်ကျွန်တော်ဒီကွန်းစားနဲ့ပတ်သက်ပြီးတော့ပထမထင်ထားတာကဒီမြန်မာနိုင်ငံကနေတခြားနိုင်ငံတစ်ခုကိုရောက်သွားခဲ့မယ်ဆိုရင်ကွန်းစားဖို့အခက်အခဲရှိမယ်လို့ကျွန်တော်ထင်ထားခဲ့တယ်ဒါပေမဲ့တကယ်တမ်းဒီနိုင်ငံကိုရောက်လာတဲ့အခြေအနေမှာကျတော့မြန်မာနိုင်ငံနဲ့ဘာမှမကွာဘူးလို့ပြောလို့ရတယ်ဒီမှာလည်းအလွယ်တကူကွန်းစားလို့ရနေတော့ဒီကွန်းကိုဆက်ပြီးတော့စားနေတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲကွန်ဆာတာနဲ့မင်းကဘယ်နိုင်ငံသားလဲဆိုတာလူတိုင်းသိတယ်ဗျာအဲ့တော့ကွန်ထရီထွေးမယ်ဆိုရင်တော့စနစ်တကျနဲ့ကိုယ်နိုင်ငံသိက္ခာမကြအောင်တော့စောင့်ထိန်ရတာပေါ့ဗျာဒီလိုအပိုင်းတွေတော့ရှိတယ်အဲဒီမိုင်းနိုးကြောင်းပြောရင်းနဲ့တခြားနေရာကိုရောက်သွားပြီကျွန်တော်မိုင်းနိုးကြောင်းပြန်ဆက်လိုက်ရအောင်ပါဒီအကယ်ဒမီကစားသမားဖြစ်တဲ့မေဆန်ဂရင်းယူကလည်းဒီလိုပဲလူတိုင်းမှားတတ်တဲ့အမှားတစ်ခုကိုသူကျူးလွန်ခဲ့တယ်သူကျူးလွန်ခဲ့တာကလည်းဒါသူနဲ့အတူနေချစ်သူပေါ်မှာတော့ကိုထိလက်ရောက်သူပြုတ်ခဲ့တယ်ပေါ့နော်ဒါကအင်္ဂလန်ပတ်ဝန်းကျင်မှာလုံးဝအင်္ဂလန် environment ရဲ့ဒီစောင့်စည်းရမယ့်တိတ်ခါပိုင်းလို့ပြောရင်လည်းမမှားဘူးဒီရက်ကိုသူချိုးဖောက်မိခဲ့တယ်ဒီအတွက်ကြောင့်ပဲဒီကနေပြန်ရလာခဲ့တဲ့အရာတွေကသူတော်တော်လေးခံစားခဲ့ရတယ်သူနဲ့အတူပဲကျွန်တော်တို့ United ပရိသတ်တွေလည်းဒီအရာကိုခံစားခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ဒီဘောလုံးပေါ်မှာ professional ဆန်မှုသူ့ရဲ့ဘောလုံးနဲ့အတူမွေးရပါ ability တွေကတော့လုံးဝရော့မတော့ခဲ့ဘူးဒါတစ်နှစ်ကျော်ဆိုတဲ့အချိန်ကာလတစ်ခုအထိဘောလုံးနဲ့ထိတွေ့ခွင့်မရခဲ့ပေမဲ့လည်းသူဘောလုံးပြန်ကစားတဲ့အခြေအနေမှာတကယ်ကိုပဲအရင်တုန်းက green ကိုပဲဆက်ပြီးတော့ကျွန်တော်တို့တွေ့ခဲ့တယ်ဒါပေမဲ့လည်းဒီ United မှာကစားဖို့အခွင့်အရေးတော့သူဆုံးရှုံးခဲ့တယ်အခုချိန်ထိလည်းသူကတခြားနေရာမှာပထမမှန်ရင် nominate ဘူးဆိုတဲ့စကားကိုတက်တည်ပြနေနိုင်တော့မယ်ကလပ်တင်းပိတ်သက်တွေကတော့သူလုပ်ခဲ့တဲ့အမှားအတွက်အကယ်ဒမီကမွေးထုတ်ပေးတဲ့လူငယ်ကစားသမားကောင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရတယ်ဆိုတော့နစ်နာမှုကြီးကြီးမားမားတော့ကျွန်တော်တို့ဒါရှိခဲ့တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ဒါ Greenwood အလွန်မှာဂါနာချိုဆိုပြီးတော့ဖြစ်လာပြန်တယ်ဂါနာချိုကလည်းဘယ်လိုပြောမလဲ professional မဆန်ခဲ့ဘူးလို့ပြောရင်တော့မမှားဘူးလို့ကျွန်တော်ကတော့ယူဆတယ်သူကရိုနယ်ဒိုလိုတအားဖြစ်ချင်တယ်ဒါပေမဲ့သူ့မှာရိုနယ်ဒိုဖြစ်ဖို့အတွက်လုံလောက်တဲ့ကြိုးစားအထောက်မှုမျိုးမရှိဘူးသူ့မှာရိုနယ်ဒိုဖြစ်ဖို့အတွက်လုံလောက်တဲ့ ability မရှိဘူးလို့ကျွန်တော်ကတော့ခံစားရတယ်ဗျာသူ့မှာရိုနယ်ဒိုနဲ့အတူနိုင်တာဆိုလို့ညံတာတခုပဲရိုနယ်ဒိုလို finishing မျိုးသူ့မှာမရှိဘူးရိုနယ်ဒိုလို development မျိုးသူ့မှာမရှိဘူးရိုနယ်ဒိုလိုအမြင်ဘောတွေမှာအားသာချက်မျိုးသူ့မှာမရှိဘူးဒါပေမဲ့သူကရိုနယ်ဒိုတအားဖြစ်ချင်တယ်ဒီလိုနေသားမျိုးနဲ့ပဲပရိသတ်တွေကလည်းသူ့ကိုမျော်လင့်နေသူကိုယ်တိုင်လည်းအလုံးမပြနိုင်ဘူးကာလတွေကြာလာတာနဲ့အများနီးပြနဲ့ပြဿနာဖြစ်ပြီးတော့အသင်းမှာပေါ်ထွက်ခွင့်မရဘူးနောက်ဆုံးတော့ကလပ်တင်းကနေပြီးတော့စွန့်ခွာသွားခဲ့ရတယ်ဒီအလန်ငါတို့ဘာလို့ကတော့ဘယ်လိုပြောမလဲဒီမျော်လင့်ရမယ့်ဇာတ်တွေကိုမပါခဲ့ဘူးလို့ကျွန်တော်ကတော့ခံစားရတယ်အခုလောလောဆယ်တော့ကိုဖီမိုင်းတို့ပေါ့လေရှစ်မှာတော့ဒီဒန်ဟန်နာဆန်တို့ဘာလို့ဒီကိုသမားတွေရှိတယ်ဒန်ဟန်နာဆန်ဆိုလည်းပဲကလပ်တင်းပေါ်မှာတော်တော်လေးပိတ်ဆက်ခဲ့တဲ့အကယ်ဒမီကစားသမားလို့ပြောရင်လည်းမမှားဘူးဗျာဒန်ဟန်နာဆန်ကတကယ်ဆိုရင်ဒေးဗစ်ဒဟေယာခေအလွန်မှာအသင်းရဲ့ကိုသမားဖြစ်လာဖို့သူတော်တော်လေးမျှော်လင့်ခဲ့ပုံရတယ်တော်တော်လေးကိုလည်းဒါစိတ်ရှည်တီးခန့်စွာနဲ့ဆောင်ဆိုင်ခဲ့တယ်ဒါပေမဲ့ကလပ်တင်းဘက်ကသူ့ကိုနေရာမပေးခဲ့ဘူးဒီ Nottingham Forest မှာအငှားသွားကစားတယ်သူလက်စွမ်းပြနိုင်တယ်ကလပ်တင်းကိုပြန်လာတယ်ဒဟေယာလည်းပဲခစ်ကုံသွားပြီသို့ပေမဲ့သူ့ကိုနေရာမပေးခဲ့ဘူးအသင်းကဦးနာနာကိုခေါ်တယ်ဒီလိုနဲ့ပဲဒီ Crystal Palace ကိုပြောင်းသွားတယ် Palace မှာလည်းပဲသူမဆိုးဘူးဆိုတဲ့လက်စွမ်းမျိုးကိုပြနေနိုင်ပါတယ်ဘာပဲပြောဒီကျွန်တော်တို့ဦးနာနာကိုမခေါ်ဘဲနဲ့တုံးခဲ့မယ်ဆိုရင်တော့မှပဲဦးနာနာလောက်တော့မဆိုးတဲ့အခြေအနေမျိုးကျွန်တော်တို့ရနိုင်တယ်ဒါပေမဲ့ကလပ်တင်းကဆုံးဖြတ်ချက်အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်လို့ဒီဟန်ဒါဆန်အပြောင်းရွှေ့နဲ့ပတ်သက်ရင်ကျွန်တော်ခံစားရတယ်အခုနောက်ထပ်တစ်ယောက်ဖြစ်လာတဲ့ဒီကိုဖီမိုင်းတို့ပေါ့လေကိုဖီမိုင်းတို့ကလက်ရှိ United အသင်းရဲ့နောက်ဆုံးတော့ဒီ Academy ကျယ်ပွင့်လို့ပြောရင်လည်းမှန်မယ်အကယ်၍မိုင်းရိုးသာအသင်းကထွက်သွားမယ်ဆိုရင်အဓိကဒီအသင်းကြီးရဲ့လူစင်းရင်းထဲမှာ Academy ကထုတ်တဲ့ကစားသမားတစ်ယောက်မှမရှိတော့ဘူးလို့ပြောလို့ရတယ်ဒါကနှစ်ပေါင်းများစွာ Academy ကစားသမားအနည်းဆုံးတစ်ယောက်နဲ့ဖွဲ့စည်းလာတဲ့ကျွန်တော်တို့ United အသင်းကိုဒါအစင်လာတစ်ခုကိုပြတ်သွားစေမဲ့အခြေအနေမျိုးပေါ့နော်
အမော်ရင်ရောက်လာကြတဲ့ကအသင်းမှာနေရာမရတဲ့ကူပီမိုင်းတို့ရဲ့ပြဿနာကိုကျွန်တော်စဉ်းစားကြည့်လိုက်တော့အဓိကနီးပြတဲ့အမော်ရင်ရဲ့ဒီ343ကစားကွက်ကလည်းဒီနေရာမှာအဓိကပြဿနာတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဗျဒီအမော်ရင်ရဲ့343ကဒီဘယ်လိုပြောမလဲကစားကွက်ကိုခေါ်တဲ့အခါမှာဒါ343လို့ခေါ်တာပုံမှန်တိုင်းတွေးကြည့်မယ်ဆိုရင်တော့ဒီကွင်းလေ၄ယောက်ကစားတယ်ဒီကွင်းလေကစားသမားဖြစ်တဲ့ကူပီမိုင်းတို့အတွက်ပို့ပြီးတော့တောင်နေရာရဖို့ချမ်းရှိနိုင်တယ်လို့ထင်ရပေမဲ့တကယ်တမ်းအမော်ရင်ရဲ့343ကဒီပွဲကစားတဲ့အခြေအနေမျိုးတွေမှာတော့ဒီခန်းစစ်က9ယောက်ဖြစ်သွားတယ်ကွင်းလယ်မှာ2ယောက်ပဲအဲ့ဒါတိုက်စစ်3ယောက်ကစားတယ်5-2-3ပုံစံမျိုးပြောင်းသွားတယ်ဗျာဒီတော့ကွင်းလယ်မှာကဒီကစားသမား2ယောက်ပဲကစားဖို့အခွင့်အရေးရှိတော့တယ်ဒီနေရာမှာဘရူနိုကိုလည်းသူကလုံးဝလက်မလို့ရဲဘူးအမှန်တမ်းပြောရင်ဘရူနိုကမရှိမဖြစ်ကစားသမားဆိုလဲမှန်တယ်နောက်တစ်ခုကအမော်ရင်ကိုတိုင်းဘရူနိုကိုမတုံးမဲနဲ့မနေရဲဘူးဘရူနိုမပါတဲ့လိုင်းရက်တစ်ခုကိုတိဆောက်ဖို့အတွက်သူ့မှာတတိမရှိဘူးကွင်းလယ်2ယောက်ကစားတယ်ဒီတနေရာကိုဘရူနိုကိုအပိုင်စားပေးထားတယ်နောက်တနေရာကဒီဘရူနိုစီကနေပြက်လာမဲ့ဘောလုံးတွေကိုဒိုင်ငံကွင်းလယ်မှာအာမခံပြီးတော့ရှင်းထုတ်ပေးနိုင်မဲ့ကစားသမားမျိုးပြန်ဘက်ကမြင်ဘောတွေလာတဲ့အခါမျိုးမှာဒိုင်ငံရှင်းထုတ်ပေးနိုင်မဲ့ကစားသမားမျိုးဒီလိုကစားသမားမျိုးကိုရွေးချယ်တဲ့အခါမှာဒီကက်ဆမီရိုကိုပဲအဓိကကစားသမားဖြစ်သူရွေးလိုက်တယ်ကွန်းလယ်2ယောက်ပဲကစားတယ်တယောက်ကတိုက်စစ်ကိုအများကြီးပံ့ပိုးမှုလုပ်နိုင်တယ်နောက်တစ်ယောက်ကဒီရှေ့ကတယောက်စီကနေဆုံးရှုံးလာမဲ့ဒီဘောလုံးတွေကိုရောသူ့ရဲ့တာဝန်တစ်ခုကိုထမ်းဆောင်ရမယ့်အနေအထားမျိုးမှာကဆမီရိုတယောက်ကပဲဒီပြဿနာတွေကိုဖြေရှင်းနိုင်မဲ့တစ်ခုတည်းသောအဖြစ်ဖြစ်နေတယ်ဒီຢာကပဲကူပီမိုင်းတို့ကိုကလပ်အသင်းမှာဒီနေရာမရစေမဲ့အကြောင်းရင်းဖြစ်တယ်လို့ပြောရင်လည်းမှန်မယ်အဓိကကူပီမိုင်းတို့ကဘရူနိုလိုကစားသမားမျိုးလည်းမဟုတ်တယ်လို့ကဆမီရိုလိုခံစစ်အားတန်တဲ့ကွင်းလယ်ကစားသမားမျိုးလည်းမဟုတ်ဘူးသူကဒါပေမဲ့ညံ့တဲ့ကစားသမားမဟုတ်ဘူးဆိုတော့လည်းတက်တည်ပြပြီးပြီဒီလက်တလောဘောလုံးလောက်ကမှာကူပီမိုင်းတို့လိုကစားသမားမျိုးတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘယ်ဘာတွေသို့မဟုတ်ဒီဂါဗီဒီလိုကစားသမားမျိုးတွေရှိတယ်ထားပါတော့ဘက်ထရီကတော့ပို့ပြီးတော့မြင့်တဲ့ level မှာရှိတယ်ဗျာဘက်ထရီနဲ့တော့ကျွန်တော်မရှင်းဘူးဘယ်ဘာတွေကလည်းဒီပိုကောင်းတယ်ဂါဗီကလည်းပိုကောင်းတယ်သို့ပေမဲ့ဘာဖြစ်လို့ဒီလက်ရှိကိုပီမိုင်းနိုးနဲ့ကျွန်တော်ရှင်းရတာလဲဆိုတော့ကိုပီမိုင်းနိုးကဒီကစားသမားတွေထက်ညံ့နေတဲ့အရေးသွေးမျိုးရှိတဲ့ကစားသမားမဟုတ်ဘူးဗျဒီကစားသမားတွေနဲ့ဒန်းလူမဟုတ်တော့မှပဲပိုကောင်းတယ်ဆိုတဲ့အရေးသွေးမျိုးရှိတယ်သူပွက်ထွက်ခွင့်မရလို့သာကလပ်အသင်းရဲ့အခြေအနေတွေကြောင့်သာသူကခုလိုအနေထားမျိုးနဲ့ရက်တန်နေရတဲ့ကစားသမားအကယ်၍ဒီပို့ပြီးတော့တည်ငြိမ်တဲ့အသင်းတစ်သင်းကိုကျွန်တော်တို့အသင်းတိစောက်နိုင်ရင်တော့၎င်းပို့ပြီးတော့တည်ငြိမ်တဲ့ကလပ်အသင်းတစ်ခုမှာသူပုံမှန်ပွက်ထွက်ခွင့်ရမယ်ဆိုရင်သူကအခုထက်အများကြီးပိုကောင်းလာနိုင်တယ်ဆော့ဆော့ကကျွန်တော်ပြောခဲ့တဲ့ဘယ်ဘာတွေဒီဂါဗီဒီလိုကစားသမားတွေထက်ပိုပြီးတော့တောင်တာလာနိုင်တဲ့အရေးသွေးတွေကိုပြနိုင်တဲ့ကစားသမားဆိုတာကတော့ငင်းစရာမရှိဘူးကျွန်တော်ကတော့ဒီကျွန်တော်ရဲ့ဒီအတွေးခေါ်ကိုတစ်ချက်ကျွန်တော်ကယုံကြည်ထားတယ်ကိုပီမိုင်းတို့ကလပ်အသင်းမှာနေရာပြန်ရဖို့အတွက်စဉ်းစားကြည့်မယ်ဆိုရင်တော့လက်ရှိအမိုရင်ရဲ့ဖိအားတွေကိုရှော့ချနိုင်ဖို့လိုတယ်လက်ရှိဒီကက်ဆမီရိုဘရူနိုဖာနယ်တဲ့အကွန်းလေအတွဲကတည်ငြိမ်တဲ့ခြေစွမ်းမျိုးကိုပြပြီးတော့ကလပ်အသင်းရဲ့ရလက်တွေကိုကုထက်ပိုကောင်းအောင်လုပ်နိုင်ရင်တော့နီးပြအမိုရင်ဒီပွဲတင်တွေမှာကိုပီမိုင်းတို့ကိုဆန်းပြီးတော့အသုံးပြုလို့ရလာနိုင်မယ်လက်ရှိအနေထားမှာကအမိုရင်ကိုယ်တိုင်လည်းဖိအားတွေခံနေရတယ်သူ့အနေနဲ့ဒီကက်ဆမီရိုဘရူနိုဖာနယ်တဲ့အကွန်းလေကိုလုံးဝအပြောင်းလဲလုပ်ပြီးတော့သူမကစားရဲဘူးတခြားဒီပြီးခဲ့တဲ့နှစ်တွေကဆိုရင်ကျွန်တော်တို့ကဒီယူရိုပါလိလိုနေရာမျိုးဒီခါရာဘောင်လိုနေရာမျိုးဒီလိုနေရာမျိုးတွေမှာတော့သုံးလို့ရကောင်းရနိုင်ပေမဲ့ဒီနှစ်ကကျွန်တော်တို့ FA ဖလာနဲ့ပရီးမီးယားလိနှစ်ခုပဲကစားရတယ် FA ကလည်းမတန်မှကစားရတာကျဲတယ်အဲ့တော့ပရီးမီးယားလိတစ်ခုထဲမှာပဲဆိုတဲ့အနေအထားမျိုးမှာနီးပြအာမိုရင်ကအရဲဆွန်ပြီးတော့မတုံရဲဘူးဒီအချိန်မျိုးမှာကစားသမားဖြစ်သူကအသင်းကနေပြီးတော့ဒီထွက်သွားဖို့အတွက်တောင်းဆိုထားတယ်ဆိုတဲ့အနေအထားမျိုးကိုကျွန်တော်တို့ကြားရတယ်ဒါကသူ့ကိုတော့ကျွန်တော်တို့ဒါအပြစ်မတင်ခြင်းဘူးလူငယ်ကစားသမားတယောက်ပေါ်ထွက်ခွင့်မရဘဲနဲ့ရန်ကုန်မှာထိုင်နေရတာကကိုတိုင်လည်းအရေးချင်းရှိတယ်လို့ယုံကြည်ရင်ဘယ်သူပဲမဆိုဒါကတော့ပြောမှာပဲလေဘာဖြစ်ဆိုတော့ဒီဘောလုံးကစားရဲဆိုတာကအချိန်အကန့်အသတ်ရှိတယ်ဗျာအသက်30ဝန်းကျင်လောက်ကိုရောက်သွားပြီဆိုရင်ဘောလုံးသားသမားတစ်ယောက်အတွက်ရှေ့ဆက်ပြီးတော့မျှော်လင့်လို့မရဘူးအခုဒါသူ့အသက်20ရှိနေပြီဆိုတော့သူ
ဒီ20ကနေ30ကြာဒီ10နှစ်တာကာလမှာသူဘယ်လောက်ထိတိစောက်နိုင်မလဲဒီလိုအခြေအနေတွေကိုဒီအရန်ကုန်မှာပဲထိုင်ပြီးတော့မကုံရင်ဘူးဗျာကျွန်တော်ဆိုလည်းပဲကိုပီမိုင်တို့လိုပဲဒီပွဲထွက်ခွင့်ပေးမှာလားမပေးဘူးဆိုရင်အသင်းပြောင်းမှာဒါကတော့တောင်းဆိုရမှာပဲထုံးစံတိုင်းပဲသူလည်းပဲဒါကိုတောင်းဆိုတယ်ဒီတော့ကျွန်တော်အသင်းကရောဒီနောက်ဆုံး Academy ကျယ်ပွင့်ကိုအလွယ်တကူလက်လွတ်လိုက်မှာလားဒါမှမဟုတ်ဒီကစားသမားကိုမဖြစ်တဲ့နည်းနဲ့ဆက်ထိန်ထားပြီးတော့လာမယ့်နှစ်တွေမှာသူ့ကိုပွဲထွက်ခွင့်တွေပြန်ပေးမှာလားပွဲထွက်ခွင့်ရဖို့ဆိုတာကတော့အမိုရင်ကလည်းမှန်တမ်းပြောရင်ဒီအီနီယိုဂရူရဲ့ထောက်ခံမှုအများကြီးရထားတယ်စာချင်းကသူ့ကိုမထုတ်ဘူးလို့ပြောထားတယ်ဒီရာဒီမှာချန်ပီယံလိဝင်ဝင်မရတော့ဒီယူရိုပါလိဝင်ဝင်လောက်ရရင်တေချာပေါက်ကလပ်သင်းမှာဆက်ရှိနေမဲ့နီးပြဖြစ်တယ်ဒီတော့ဒီအမိုရင်လက်ထက်မှာနေရာမရတဲ့မိုင်းနူအတွက်ဒါမဲ့ရာသီတွေမှာတော့ဒါနေရာရလာနိုင်မှာမလားကျွန်တော်ထင်တယ်ဒီကိုပီမိုင်းတို့အသင်းမှာနေရာရဖို့အတွက်အဖြေကတော့အမိုကိုယ်တိုင်ပို့ပြီးတော့တည်ငြိမ်တဲ့ရက်လက်တွေရအောင်လုပ်လာနိုင်မယ်နောက်တစ်ခုကဒီလာမယ့်ရာသီမှာကျွန်တော်တို့အသင်းကအခုထက်များတဲ့ပွဲစဉ်တွေဒီယူရိုပါလိတော်၎င်းချန်ပီယံလိတော်၎င်းဒီခါရဘောင်တော်၎င်းဒီလိုပြိုင်ပွဲတွေပို့ပြီးတော့များပြားတဲ့ပွဲစဉ်တွေကစားရမယ်ဆိုရင်တော့ကိုပီမိုင်းတို့ကအသင်းမှာတစ်ဖြည်းဖြည်းနဲ့နေရာပြန်ရလာနိုင်တယ်ဒီလိုမှမဟုတ်ဘူးဒီလိုမှမဟုတ်ဘူးကလပ်အသင်းကဒီကစားသမားကိုလာမဲ့နွေရာသီအပြောင်းအရွှေ့မှာလက်ထွက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကလပ်အသင်းကနှစ်ပေါင်းများစွာအကယ်ဒမီကစားသမားအနည်းဆုံးတစ်ယောက်နဲ့ဖွဲ့စည်းလာတဲ့ဒီကလပ်အသင်းရဲ့ squad ထဲမှာတော့အကယ်ဒမီကစားသမားမပါဘဲနဲ့မြင်တွေ့ရမယ့်အခြေအနေမျိုးကိုကျွန်တော်တို့ဒါဆက်ပြီးတော့တွေ့ရဖို့ရှိပါတယ်ကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ channel ကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်